မင်္ဂလာပါကျမကတော့အိမ် theory ကျော်ပါဒီနေ့ပြမယ့်ယောဂကျင့်စဉ်လေးကအိမ်တို့ရဲ့ဒီကြောရိုးရမတစ်လျှောက်တင်းနေတဲ့ဖိအားလေးကိုလျော့သွားအောင်လေ့ကျင့်ရတဲ့ကျင့်စဉ်လေးပဲဖြစ်ပါတယ်အိမ်တို့ရဲ့ဒီ spine နဲ့ကြောရိုးရမဆိုလို့ရှိရင်အိမ်တို့တစ်နေ့ကုန်လုံးအသုံးပြုအများဆုံး area လေးဖြစ်ပါတယ်ဆိုတော့ဒီနေ့ပြမယ့်ဒီယောဂကျင့်စဉ်လေးကိုအိမ်တို့ကမနက်မိုးလင်းအိပ်ရာထားခန္ဓာကိုယ်ကဘာမှမလှုပ်ရှားခင်မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်တစ်နေ့ကုန်လှုပ်ရှားပြီးွားလို့ညဘက်အနားယူတဲ့ချိန်မျိုးမှာပဲဖြစ်ဖြစ်လှုပ်ပေးဖို့တင့်တော်ပါတယ်table top လေးထောင်မယ်ကြောရိုးရမလေးကိုခုံးလိုက်ခွာလိုက်နဲ့ wave လေးနည်းနည်းလေးလုပ်မယ် cat ခေါင်းလေးလုပ်မယ် one bite ကို drop လုပ်လိုက်နှိမ်ချလိုက်ခေါင်းကော့ထုံးမေးမော့ရှူလက်ကတစ်ဖြောင်နဲ့ပဲလက်တွေလိုက်ပြီးမကွေးဘူးအိမ်တွေဒီအနေထားလေးမှာလက်ကလေးဖြောင်းဖြောင်းလေးပဲနေမယ်ရှူခုံးမယ် one bite ကိုအတွင်းကိုဆွဲညစ်မေးစီကိုဆွဲယူရှူထုတ်လိုက်ရှူမယ်ရှူထုတ်မယ်နှစ်ကြိမ်ရှူမယ်ရှူထုတ်မယ်သုံးကြိမ်ရှူမယ်ရှူထုတ်မယ်လေးကြိမ်ရှူမယ်ရှူထုတ်မယ်ငါးကြိမ်ဖြည်းဖြည်းလေးနောက်ဘက်ကိုယူလာထိုင်ချကြောရိုးလေးဖြည်းဖြည်းလေးမလိုက်